မင်္ဂလာပါရှင်ဒီနေ့တော့ပြောင်းမှုလေးကြော်မယ်ပေါ့နော်ပြောင်းမှုကိုထောင်းထားတယ်ပြီးတော့စားအရသာမုံငယ်တကြားလေးနည်းနည်းထည့်လိုက်တယ်ပြီးတော့အယောင်အတွက်စနွေးလေးနည်းနည်းထည့်တယ်ပြီးတော့စီထည့်ပြီးတော့သူ့ကိုရှည်လေးထည့်ပြီးတော့ဖုံးအုပ်ပြီးတော့တည်ထားပါမယ်ရှင်ပြောင်းမှုလေးရပြီဆိုလို့ရှိရင်မီးအေးအေးလေးနဲ့ပေါ့နော်သူ့ကိုအထက်အောက်လေးလှန်လှန်ပြီးတယ်ပြီးရဲ့အခါကျတော့စီပြန်လာတဲ့ထိထားလိုက်တယ်ပေါ့နော်ဝတ်သားကိုဒီပြုတ်ပြီးတော့စားစနစ်နဲ့ဒီပြုတ်ပြီးတော့သွန်လိုက်ပါတယ်ပြီးတော့ကျွန်မအနှစ်ကလေးနဲ့စားခြင်းလို့စက်သွန်နေကိုကြိုက်တော့လေစက်သွန်နေလေးနဲ့ပြီးတော့စားအရသာမုံတကြားလေးထည့်ပဲငတ်ပြားလေးထည့်ပြီးတော့သူ့ကိုအရင်ဆုံးစီလေးနဲ့လုံထားလိုက်တယ်ပေါ့နော်လုံပြီးတော့သူ့ကိုခဏတည်ထားလိုက်ပါတယ်ပြီးတော့မှသူ့ကိုရှည်လေးထည့်ပြီးတော့ပေါ့နော်ဖုံးအုပ်ပြီးတော့ထည့်ထားလိုက်မယ်ရှင်ပြီးတော့စားကလေးရပြီဆိုလို့ရှင်ချက်ပြီဆိုရင်ကျမကစက်သွန်နေအသေးလေးမရှိတဲ့အတွက်ကြောင့်အကြီးကိုပဲလေးစိတ်ခွဲလေးထည့်လိုက်ပါတယ်စက်သွန်အဖြူလေးထည့်ပြီးတော့ပြားရိုက်ပြီးတော့ထည့်လိုက်ပါတယ်ပေါ့နော်ဒါကတော့ဟင်းချိုလေးချင်းဆက်လို့မယ်ကြက်ဥတလုံးကိုကြော်လိုက်တယ်ပြီးတော့သူ့ကိုခြေလိုက်တယ်ရေလေးထည့်ပြီးတော့သူ့ကိုတည်ထားလိုက်မယ်ရှင်ဒီလိုအယောင်လေးရလာလိမ့်မယ်နော်ပြီးရင်စားအရသာမုံထည့်တယ်ပြီးတော့ကိုကအသားကြိုက်တယ်ဆိုရင်အသားလေးကြိုက်တဲ့အသားကိုထည့်လို့ရတယ်ပေါ့နော်ယောက်ျားကအဲ့လိုဟင်းရည်ထဲမှာအသားထည့်တာကိုလုံးဝမကြိုက်လို့ကျမတရားကိုတော့အသားမပေါအောင်ပေါ့နော်ပစွန်တို့ရေပွဲတို့ကုန်ထည့်လို့ရတယ်ပေါ့နော်နောက်ကိုကြိုက်နှစ်သက်တဲ့အသီးရွက်လေးထည့်တယ်ပြီးတဲ့အခါကျတော့ရှာလကာရီပဲငပြားရီအကျဉ်ငုတ်သီးစိမ့်ထည့်ပြီးတော့ပဲငပီလေးပါထည့်ထားရရှင်ပြီးတော့လက်ဖက်ကလေးနဲ့ပေါ့နော်စားလို့ကောင်းပါစေကျေးဇူးများတင်ပါတယ်ရှင်